ကလေးမအာမနာပါနဲ့ရေလေးတောက်ပါအောင်ကျေးဇူးပါမေမေသမီးနဲ့စောင်းယူနဲ့ကဘလို့လုပ်ပြီးတီကျွမ်းခဲ့တာလဲ3 လလောက်ကသမီးကမောင်းရင်မတော်တဆသူ့ကိုတိုက်မိခဲ့တာပါသူဆေးရုံကဆင်းတော့နေစရာမရှိတာနဲ့သမီးစီမှာခေါ်ထားလိုက်တာဟာဒီလိုကိစ္စမျိုးတောင်ရှိတာလားဒီကောင်တမင်တကာလာတိုက်ခံတာဖျက်စားတာဖြစ်ရမယ်ဆဆချင်းတုန်းကတော့သမီးလည်းအဲ့လိုပဲထင်ခဲ့တာပေါ့ဒါပေမဲ့နောက်မှသိရတာသူတကယ်ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတာရက်အတော်ကြာသတိလစ်နေခဲ့တာဟင်းဒီကလေးကငယ်စဉ်ကတည်းကကန်ဆိုးရှာတာသူကစောင်းတွင်းကြီးမေမေအမိုက်ပုံးတွေကကောက်ရခဲ့တာလေမွေးပြီးကစားရက်ပိုင်းလေးပဲရှိသေးတယ်တုံလုံးလို့တကိုယ်လုံးပြနှမ်းလို့မေမေသူ့ကို6 နှစ်တိုင်ကျွေးမွေးခဲ့တယ်ဒါပေမဲ့6 နှစ်မြောက်မှာမတမာသူတွေကသူ့ကိုပြန်ပေးဆွဲသွားကြတာမေမေတစ်နှစ်လုံးလိုက်ရှာခဲ့ပေမဲ့ရှာမတွေ့ခဲ့ဘူးနောက်တော့သူကကြင်ကြံသူတယောက်နဲ့ပါသွားပြီး16 နှစ်ကြာမှပြန်ရောက်လာတာဗျာသူပြန်ပေးဆွဲခံခဲ့ရဘူးလားဟုတ်တယ်18 နှစ်ရောက်တော့ကလေးတွေကိုအဆင်ပြေနေနိုင်အောင်အပြင်မှာအလုတ်ထွက်လုပ်မယ်ဆိုပြီးထွက်သွားတာဒီနှစ်တွေမှာသူမိဘမဲ့ခေဟာကိုလစဉ်ပတ်စံပို့ပေးတယ်တခါမှမပြတ်ခဲ့ဘူးမေမေကဒီလောက်အပင်ပန်းမခံပါနဲ့လို့တားပေမဲ့သူကတော့အမြဲတမ်းပြုံးပြီးရပါတယ်လို့ပဲပြောတတ်တာသူငါ့ကိုဒီအကြောင်းတွေတခါမှမပြောပြဘူးကလေးမရဲ့စောင်းယူကအပြင်ပန်းမှာဆက်ဖြဲဖြဲပေါ်ပြက်ပြက်ထင်ရပေမဲ့တကယ်တော့စိတ်နှူးလေးပါတန်ရောစင်နဲ့ပတ်သက်ရင်တိတ်ထိခိုက်လွယ်တာငယ်စဉ်ကတည်းကမိဘမရှိခဲ့တော့မိသားစုတစ်ခုကိုတိတ်လိုချင်ရှာတာပေါ့သူသမီးကိုခေါ်လာတယ်ဆိုတာသမီးကိုတိတ်ယုံကြည်လို့ပဲမေမေကတော့သမီးတို့နှစ်ယောက်ကိုပေါင်းစည်းစေချင်တာအမှန်ပဲမေမေယာသမီးတို့သိတာမှတပတ်တောင်မပြည့်သေးတာကိုမလိုပါဘူးသမီးရဲ့အချစ်ဆိုတာဖြည်းဖြည်းချင်းမွေးယူလို့ရပါတယ်သမီးဟာမိမကောင်းလေးတစ်ယောက်ဆိုတာမေမေမြင်ပါတယ်စောင်းယူသမီးနဲ့တွေ့ရတာသူ့ကံကောင်းခြင်းပဲစိတ်ထဲမှာမေမေကတော့ရွရွကိုငယ်စဉ်ကရှက်စရာတွေကိုပြန်ပြောနေပြန်ပြီးထင်တယ်စိတ်ထဲမှာသူဒီလောက်တောင်ခါးသီးတာတွေကိုဖျက်တမ်းခဲ့ရတာပဲဒါကြောင့်မို့လို့သူ့ကိုယ်သူအမြဲတမ်းအပြုံးတွေနဲ့ဖုံးကွယ်ထားတာကိုစားကြည့်ပါဦးကလေးမဖျဲသီးစားပါဦးကျေးဇူးပါမေမေတားမီးဖို့ချောင်းထဲသွားပြီးကြောက်ရှုကိုကူပေးလိုက်အောင်မယ်နေ့လယ်စာကလေးတွေကိုတားလက်ဆွမ်းပြလိုက်အောင်မယ်အေးကောင်းပြီညီလေးမြမစားတော့ဒါမှအရက်ရှိမှာကျေးဇူးပါအကိုယူစိတ်ထဲမှာသူချက်တဲ့ဟင်းကတကယ်ကောင်းတာပဲဒါပေါ့သာသနာပေါင်းမှာတင်ယူခဲ့ရတာတွေလေအရင်ကဆိုအခြေအနေမကောင်းတော့ကလေးတွေအသားစားရဖို့ခက်တယ်စောင်းယူပြန်လာတိုင်းအမြဲတမ်းအများကြီးဝယ်ပေးပြီးဟင်းကြီးကျယ်ချက်ပေးတတ်တာနင်သူတို့ကိုတကယ်ကောင်းတာပဲငယ်စဉ်ကမေမေနဲ့ဆရာတို့ကလည်းငါ့ကိုဒီလိုပဲစောင့်ရှောက်ခဲ့ကြတာလေငါ့ကိုမတူညီတဲ့နင်အကြောင်းတွေမြင်ခွင့်ပေးလို့ကျေးဇူးပါပဲတကယ်တော့ငါလည်းအဲ့လောက်ထိမကောင်းပါဘူးစောင်းယူကွယ်နီဆိုတာမိမကောင်းလေးပါဘာပဲဖြစ်ဖြစ်လက်လွတ်မခံနဲ့နော်မေမေစိတ်ချပါအားရင်ခဏပြန်လာခဲ့နော်ဟုတ်ကဲ့ပါမေမေလည်းကျမ်းမာရေးဂရုစိုက်ပါစိတ်ထဲမှာငါကြည့်ကောင်းတယ်ဆိုတာသိပါတယ်ဒါပေမဲ့ဒီလောက်ကြီးစိုက်ကြည့်နေစရာမလိုပါဘူးမေမေကနင်အကြောင်းတွေအများကြီးပြောပြတယ်ငါစိတ်ထဲကနင်နဲ့အခုနင်နဲ့ကလုံးဝခြားနားနေတာပဲနင်စိတ်ထဲမှာငါကဘလို့အမှတ်ရနေလို့လဲအဲ့ဒါကြီးတယ်ကလိန်ကကြစ်ကြတယ်ပတ်စံမှတ်တယ်ဒါပေမဲ့အခုတော့ငါအမြင်ပြောင်းသွားပါပြီမိဘမဲ့ခေဟာကထွက်သွားတဲ့သူတွေအများကြီးရှိပေမဲ့နင်တယောက်ပဲအမြဲတမ်းစိတ်ရောကိုယ်ပါပေးဆက်နေတာကို့အခြေအနေကိုတောင်မကောင်းတာတောင်အလျှော့မပေးခဲ့ဘူးနင်တကယ်ပဲဘာအတွက်ကြောင့်လဲစောင်းတွင်းကြီးမှာမေမေကအမိုက်ပုံးတွေကကောက်ရခဲ့တာ6 နှစ်မှာပြန်ပေးဆွဲခံရပြီးတစ်နှစ်လုံးလူမဆန်တဲ့ဒဏ်တွေကိုခံခဲ့ရတာ16 နှစ်ကြာမှအိမ်ပြန်ရောက်ခဲ့တာအဲ့ဒီနှစ်မှာဆရာကယောဂနဲ့ဆုံးသွားတော့ငါအလောင်းနာမှာ3 ရက်လုံးစောင့်နေခဲ့တာဘာမှမတတ်နိုင်တော့မှမေမေစီပြန်လာခဲ့ရတာအဲ့ဒီနေ့ကစီးနှင်းတွေကျနေခဲ့တယ်ငါတစ္ဆာဆိုခဲ့တယ်မေမေကိုငါကျေးဇူးဆက်ရမယ်လို့ဒါတွေမေးလို့ဘာလို့မလို့လဲအလကားစိတ်မကောင်းဖြစ်ရတာပဲဟဲ့နင်ဘာလို့ငိုနေတာလဲနင်ပြောတာကြားပြီးစိတ်လှုပ်ရှားသွားလို့ပါဟာငါကနင်ထင်တယ်လို့တနာစရာမဟုတ်ပါဘူးတချင်းစာသားတစ်ခုရှိတယ်မလားဘဝဆိုတာခစ်တခဏလေးပါပဲဒါပေမဲ့ခမ်းနားစွာရုန်းကန်ရှင်တန်ရမယ်ဆိုတာလေပြောတာမှန်တယ်ရှူအထဲမှာလှုပ်ရှားတန်ရှိတယ်နင်ဘသူလဲအမနင်ဘယ်တော့ကနိုင်ငံခြားကပြန်ရောက်တာလဲမနေ့ကမှပြန်ရောက်တာနင်တို့ကိုအံ့ဩသွားအောင်လို့ဒါနဲ့ဒီအကိုလှကဘသူလဲအမရဲ့ချစ်သူတော့မဟုတ်ပါဘူးနော်အမြင်ဆွဲတာပဲငါကနင်အမရဲ့အနာဂတ်ချစ်သူချန်ဟောက်ယူပါအနာဂတ်ဆိုလိုတာကတရားဝင်မဖြစ်သေးဘူးပေါ့ဒါနဲ့အမနင်တို့ကဘလို့လို့အတူနေကြတာလဲငါကစင်းရဲသားနေစရာမရှိလို့နင်အမကတနာလို့3 လခေါ်ထားတာငါပန်းတိုင်ကတော့ငါကိုချစ်လာအောင်လုပ်ဖို့ပဲဒါဆိုထွက်သွားစရာမလိုတော့ဘူးပေါ့တတိတော့ရှိသားပဲခဲအိုနင်ကိုငါအားပေးတယ်နော်
ဆောင်းရန်နင်အမမိဘတွေကဘာလုပ်တာလဲဟင်းငါအမနင်ကိုမပြောပြဘူးလားဒါပေမဲ့တကယ်ခဲအိုဖြစ်ချင်ရင်တော့စုမိသားစုရဲ့အတားအဆီးကိုကြော်ဖြတ်ဖို့မလွယ်ဘူးနော်လီဆောင်းရန်နင်ပါဆက်ရနေတာလားကြည့်ရတာနင်တို့စုမိသားစုကတော်တော်တကူထွားပုံရတယ်ဘာလဲကြောက်သွားပြီလားငါချန်ဟောက်ယူရဲ့အဖိတံမှာကြောက်တယ်ဆိုတဲ့စကားလုံးမရှိဘူးဒါဆိုလာမဲ့တစ်ပတ်ငါနဲ့အတူမင်္ဂလာဆောင်လက်မှတ်သွားရေးထိုးရဲလားနေယူနေတာလားမရဲရင်လဲထားလိုက်ပါအရင်ကရီးစားအတူလှုပ်ခိုင်းတယ်အခုမင်္ဂလာဆောင်အတူလှုပ်ချင်ပြန်ပြီးနေအိမ်အောင်ပြူတာကိုရှောင်ကျင်လို့မဟုတ်လားစုမိသားစုကနင်ကိုမျိုးရိုးကြီးတစ်ခုခုနဲ့သဘောတူထားတာမလားဟာခဲအိုနင်တကယ်တော်တာပဲငါလျှောက်ပြောလိုက်တာတကယ်ကြီးဖြစ်နေတာလားငါအိမ်အောင်ပြူရမှာကိုရှောင်ဖယ်ဖို့ဒီကိုထွက်ပြေးလာခဲ့တာငါနဲ့လက်မှတ်ထိုးတာကတထေးတိုင်းဝိုင်းကဒုတိယအိမ်အောင်ရှိတဲ့မိန်းမကိုယူမှာမဟုတ်လို့ပဲဟုတ်တယ်ဒါဆိုငါအခုနင်းနဲ့အတူနေနေတာကိုသူတို့စောင့်ကြည့်နေလောက်ပြီပေါ့ဖြစ်နိုင်တယ်ဒါပေမဲ့နင်းအခုနှုတ်ထွက်ရင်မိပါသေးတယ်ဘာလို့ငါကိုဒါတွေပြောပြတာလဲအတူတူဆက်နေရင်မင်္ဂလာမဆောင်ရင်တော့ဖက်ကနင်းကိုယူမှာမဟုတ်ဘူးလေရွေချက်အတူတူပဲကိုဒါပေမဲ့နင်းကိုထိခိုက်လိမ့်မယ်ငါနင်းအပေါ်တန်ရောစင်ရှိတယ်ဆက်သွားရင်နင်းကိုတကယ်ချစ်မိသွားလိမ့်မယ်ဒီနေ့ပွန့်ပွန့်လင်းလင်းပြောရတာကအပြက်ပြောချင်လို့ပဲဒါဆိုတေချာနားထောင်ပါငါဒီကနေလုံးဝထွက်မသွားဘူးဒီနေ့ကစပြီးနင်းကိုတရားဝင်လိုက်တော့မယ်သူတို့နေရဲ့လုပ်ငန်းတွေကိုအစွမ်းကုန်နှောက်ယှက်ကြလိမ့်မယ်ငါမှလုပ်ငန်းကြီးရှိလို့မှမဟုတ်တာဟောဒီစေကန်းလေးကိုဖျက်ချင်ဖျက်ဖြစ်ပေါ်လုံးဝပိတ်လိုက်ရုံပဲရှိတာဒါလည်းဟုတ်တာပဲဒါဆိုငါတို့အခုရေးစားတွေဖြစ်သွားပြီပေါ့တိတိကျကျပြောရရင်တော့လိုက်ပိုးသူနဲ့အလိုက်ခံရသူရဲ့ဆက်ဆံရေးပေါ့နင်ပဲငါအပေါ်တန်ရောစင်ရှိတယ်ဆိုငါကလူအများကြီးအပေါ်တန်ရောစင်ရှိတာခဲအိုနင်တနာစရာကောင်းလိုက်တာငါအခုနင်ကိုမမြင်ချင်ဘူးအမခဲအိုတကယ်စိတ်ဆိုးသွားတာမဟုတ်ပါဘူးနော်သူပြောနေတာပါအခန်းထဲမှာငါတို့ကိုစကားပြောဖို့နေရာဖယ်ပေးတာအမနင်တကယ်ပဲခဲအိုနဲ့အတူတူနေတော့မှလားအဖိုးနဲ့မိဘတွေဘက်ကဘလို့လုပ်မလဲစူပိုးဘိုးကလည်းသဘောတူမှာမဟုတ်ဘူးငါအိမ်အောင်ရေးငါကိုယ်တိုင်ဆုံးဖြတ်မယ်ခဲအိုတယောက်စုမိသားစုရဲ့ဖိအားတွေကိုကြံ့ကြံ့ခံနိုင်ပါစေလို့ပဲမျှော်လင့်ရတာပဲစိတ်မပူပါနဲ့ချန်ဟောက်ယူဆိုတာရိုးရိုးလူမဟုတ်ပါဘူးစုနာထောင်နေတာကြာလာပြီးထွက်လာခဲ့တော့ဗိုက်စာပြီလားနင်တို့နှစ်ယောက်ကိုအနောက်တိုင်းစာသွားကျွေးမယ်စောင်းရန်အတွက်ကြိုဆိုပွဲပေါ့တာဓုပါအေးငါလည်းအနောက်တိုင်းစာမစားရတာကြာပြီအမဲသားခင်ကတကယ်ကောင်းတာပဲခဲဦးနင်ဆိုင်ရွေးတက်လိုက်တာဒါလေးစားကြည့်ပါဦးအငွေ့ပြန်တာလေးကအကွက်စီပဲအမဲသားခင်ကတကယ်ကောင်းတာပဲခဲဦးနင်ဆိုင်ရွေးတက်လိုက်တာကြိုက်တာမှကြာဒီနေ့ငါအတိုင်းခံရှင်းမယ်ခဲအိုသဘောကောင်းလိုက်တာဒီအတိုင်းရက်မနေနဲ့လေတခုခုရွေးပြီးကားပေါ်တင်ထားပုံမှန်ကြည့်ရတာလဲစိတ်ချမ်းသာတာပေါ့ငါကအရွယ်ရောက်နေပြီလေဒါတွေဆော့ရအောင်မလားဒါလေးကနင်းနဲ့တူတဲ့အပြင်ပန်းအေးဆက်ဆက်နဲ့အတွင်းထဲမှာအရန်နူးညံ့တာဒီဘက်ကားကိုအေရီယာမှာရက်ထားတာခဲအိုနင်ကားမောင်းတာကြွရဲ့လားငါအမမောင်းရင်တာဝန်ကျေရုံပဲမောင်းတာဒါပြောစရာလိုလို့လားငါကအရင်ကပြန်ကားမောင်းသမားလုံးမလို့ဟာကိုကြွားမနေနဲ့မြန်မြန်ကားမောင်းပြီးအိမ်ပြန်ရအောင်ကားပေါ်တက်ဘာဖြစ်လို့လဲငါတို့ကိုလူတွေနောက်ကလိုက်နေတဲ့အရင်တက်အနောက်ကိုလှည့်မကြည့်နဲ့ကားကိုအရှိန်မြင့်မောင်းထွက်လိုက်စဉ်ကွယ်နီကဘလို့လုပ်မလဲဟုစိုးရိမ်စွာမေးသည့်စောင်းယူကမထာနာနဲ့လက်ရန်ကိုတေချာကင်ထားဟုဆိုကာကားကိုကျွမ်းကျင်စွာကွေးဝေးမောင်းနေလိုက်သည်ထို့နောက်စောင်းယူကဘလို့လဲငါလက်ရပြန်ကားမောင်းလို့ရတယ်မလားဟုမေးရကွယ်နီကမကြွားနဲ့ဦးဟိုမှမိလာပြီးဟုအော်လိုက်ပြီးအနောက်မှကားတစ်စီးကအတင်းဖိမောင်းလာပြီးလူတစ်ယောက်ကတနက်ဖြင့်လှမ်းချိန်ကလီဆောင်ရန်စင်ကဲဆမ်းမဟုတ်ရင်ဒီနေ့ဘသူမှရှင်ထွက်မသွားရဘူးဟုအော်ဟစ်လိုက်သည်ဒီကောင်တွေတကယ်ကိုတေမိတ်ဆက်ကွင်းထဲဝင်လာတာပဲဟုစောင်းယူကရေရိုးလိုက်သည်ထို့နောက်အနောက်မှအခြားကားတစ်စီးပါထပ်မံရောက်ရှိလာပြီးပိတ်ဆို့လိုက်ကြသည်စောင်းယူကကားကိုဘေးသို့ထိုးရက်လိုက်ပြီးနားထောင်ငါကားနဲ့သူတို့ကိုလမ်းလွဲခေါ်သွားမယ်နင်တို့နှစ်ယောက်ချက်ချင်းဆင်းပြီးဟိုဘေးကကားဖြူရဲ့အနောက်ကအရေးပေါ်ထွက်ပေါက်ထဲသွားပုံးနေပါအတန်မထွက်နဲ့ရှောက်မပြေးနဲ့ငါပြန်လာရှာမယ်ဟုပြက်ပြက်တသားမှကြားလိုက်ပြီးကွယ်နီကဒါဆိုနင်ဘလို့လုပ်မလဲဟုစိုးရိမ်စွာမေးရစောင်းယူကနင်တို့နှစ်ယောက်မရှိရင်ဒီလိုကောင်စီစီတွေကိုကင်တွယ်ရတာငါအတွက်အေးဆေးပါဟုယုံကြည်ချက်ရှိရှိပြောလိုက်ပြီးကွယ်နီကချန်ဟောက်ယူတတိထားတော်ဟုပူပန်စွာမာလိုက်ရာစောင်းယူကစိတ်ချက်ဟုပြုံး၍ဆိုလိုက်သည်စောင်းယူကားကိုအရှိန်မြင့်ထွက်ခွာသွားစဉ်လူဆိုးများကဟိုကောင်ပြေးပြီးလိုက်ကြဟုအော်ဟစ်ကလိုက်သွားကြသည်ခေါင်းဆောင်ဖြစ်သူကအကိုကြီးဟိုမိန်းမနှစ်ယောက်ရှိနေတော့သူတို့ဝေးဝေးပြေးနိုင်မှာမဟုတ်ဘူးဟိုဘက်ဒီဘက်ပိတ်ရှာချက်ဟုအမိန်ပေးလိုက်သည်စောင်းယူကတိုက်ခိုက်ရန်ပြင်ဆင်ရင်ဒီကောင်လေးယောက်
ငါလက်မအားတာနဲ့တော်တော်လေးလှုပ်ရှားချင်နေကြတာပေါ့ဟုစိတ်ထဲမှာတွေးလိုက်သည်ထိုစဉ်လူဆိုးတစ်ယောက်ကကားထဲမှာရှိတယ်ဟိုမှာမြင်မြန်လာကြဟုအော်လိုက်ရာစောင်းရွေကနှာခေါင်းတော့တော်တော်ပါတယ်ဒါပေမဲ့အုံနောက်ကတော့မကောင်းဘူးဟုကြည်ရွယ်လိုက်သည်လူဆိုးတစ်ယောက်လှမ်းဝင်လာစဉ်စောင်းရွေကငြိမ်နေခိုင်းလိုက်ပြီးကင်းမဲ့သွားချိန်တွင်အေးအေးဆေးဆေးနေစမ်းပါဟုဆိုကာရုတ်တရက်တိုက်ခိုက်လိုက်ရာထိုသူမှာအော်ဟစ်လျက်လဲကျသွားသည်အခြားတစ်ယောက်ရောက်လာပြီးတေစမ်းဟုအော်ကာတိုက်ခိုက်ရာစောင်းရွေကပါနှက်စွာရှောင်ပင်းလိုက်သည်စောင်းရွေကအတုံ့ပြန်မှုတော့မစိုးဘူးနီးနီးလေးနဲ့ငါကြောက်ခဲကိုရှောင်နိုင်တယ်ဟုသုံးသပ်လိုက်သည်ထိုစဉ်ခေါင်းဆောင်ဖြစ်သူကဒါဟဲ့မင်းတို့တော့မင်းအရင်ပြေးဟုအော်လိုက်ရာစောင်းရွေကပြေးချင်တာလားအိမ်မက်မက်မနေနဲ့ဟုဆိုကာအကွက်ကြကြပိတ်ဆို့လိုက်သည်လူဆိုးကမင်းအရှင်ထွက်သွားရမယ်မထင်နဲ့ဟုကျင်းဝါကအတင်းဝင်လုံးရာစောင်းရွေကဒီကောင်အကြံရှိတယ်ငါကိုအထိခိုက်ခံပြီးရှင်တိုက်ချင်နေတာပဲဟုရိမိလိုက်သည်စောင်းရွေကတော်တော်လေးတတိရှိသားပဲဒါပေမဲ့ဒီမာတင်ပြီးပြီဟုဆိုကပြင်းထန်သောတိုင်းကွက်ဖြင့်ရိုက်နှက်လိုက်သည်လူဆိုးကအံ့ဩစွာဖြင့်ဒီကောင်ခုနကအင်အားကုန်မတုံးခဲ့တာလားအခုမှအတီတကျတိုက်တာလားဟုစိတ်ထဲမှထိတ်လန့်သွားသည်စောင်းရွေကမင်းကိုနောက်ဆုံးအခွင့်အရေးပေးမလို့ပါပဲမင်းကနားမလဲပဲဆက်မိုက်နေတာကိုဟုဆိုကတိုက်ကွက်တစ်ခုဖြင့်အပိသက်ချေမုန်းလိုက်ရာလူဆိုးမှာဒါဘာတိုင်းလဲဟုမေးရင်းလဲကျသွားလေသည်စောင်းရွေကဝူကြီးတိုင်းဟုအေးဆေးစွာဖြေလိုက်သည်လူဆိုးကငါရှုံးပြီဟုရေရွတ်ကာသတိလစ်သွားသည်အနေရကင်းသွားချိန်တွင်ကွယ်နီကခြံဟောက်၍နင်ဘယ်မှလဲဟုစိုးရိမ်တကြီးအော်ဟစ်ရှာဖွေနေသည်စောင်းရွေကကွယ်နီတို့ရှိရာသို့ခရိန်းရိန်းလျှောက်လာခဲ့သည်ကွယ်နီကစောင်းရွေကိုတွေ့သည်နှင့်ပြေးလာပြီးဟောက်၍နင်အစဉ်ပြေရဲ့လားငါကိုမချောက်ပါနဲ့နော်နင်ကတတ်တော်ဆောင်ဆရာဝန်ဆိုနင်အနာကိုနင်ပြန်ကုလေဟုငိုယိုကပြောလိုက်သည်စောင်းရွေကစိတ်ထဲမှဒီမိမကငါကိုတန်ရောစင်ရှိနေတာကြာပြီပဲငါအရိုက်ခံခြင်းရောက်ဆောင်လိုက်တာတန်သွားတာပေါ့ဟုကြံဖန်ကျေနပ်လိုက်သည်ထိုစဉ်အနီးသို့ရောက်လာသောအမျိုးသားတစ်ယောက်ကကွယ်နီမစိုးရိမ်ပါနဲ့ဦးသူ့မှာတိတာတဲ့ဒဏ်ရာမရှိပါဘူးငါကိုတေချာကြည့်ခွင့်ပေးပါဟုပြောလိုက်ရာစောင်းရွေကစိတ်ထဲမှဟင်ဒီကောင်ကြီးကတေချာကြည့်ရင်ငါပရိရဲ့မိတော့မှာပဲဆက်ဟန်ဆောင်နေရင်အဝတ်စားတွေချွတ်စစ်ခံရတော့မယ်ဟုစိုးရိမ်သွားကရုတ်တရက်မျက်လုံးပွင့်လာပြီးချောင်းဆိုးခြင်းအောင်ဆောင်းလိုက်ရလေတော့တဲ့